တက်လဲကွာမယ်ဆိုတော့အဲ့မှာရင်းနှီးသွားပြီးတော့ဒီလိုမျိုးလုံးဝညီညီနဲ့ကျွန်တော်ကပဲနေကောင်းတယ်ဒီကားလေးအမှတ်တရပဲသေချာအချင်းလေးတစ်ပုဒ်ပါဖတ်ခဲ့ရအချင်းလေးပုံပဲဒါတိပြင်မာရင်မဟုတ်ဘူးပြင်မာဆိုလို့ရှိရင်လည်းတပီးလေးကိုတကယ်တက်တုံပဲဒီရိတ်တွေလိုပဲဂူးဂူးပြီးသွားတာသွားတာပဲဟုတ်တယ်သွားတော့တမီးကဒီတယောက်တည်းဆိုတော့ချစ်တာပေါ့အခုဒီသမီးတို့တွေနဲ့တွေ့တယ်ဆိုရင်လည်းအဲ့လိုပဲခံစားပြီးတော့လိုက်တာသမီးရွယ်ဒီသမီးနဲ့လည်းမတိတ်မီပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သမီးလိုဘူးအပြင်မှာ21 49ရှိနေပြီဟောချိုးတော့မကောင်းဘူး။တော့ busy ရောမှတစ်ချင်းတော့မှတွေ့ရပြစ်တာ။ဒါပေမဲ့နှုတ်တယ်နော်။ဟုတ်တယ်။အများကြီး။အဲ့လိုကတော့ကြောက်ပြီးတော့တကယ်မရှိတာ။ဇလန်တွဲလေးကဒါတော်တော်လေးလည်းဒါဟိုထွေလာနဲ့တော့တော်တော် hit ဖြစ်နေတာเนาะဆိုတော့ဒါအဲ့ဒီဇလန်တွဲလေးနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမျိုးလေးပေါ့ဟိုပရိသတ်စီယာ feedback လေးဘယ်လိုမျိုးလေးနားလဲကိုပြကြပေးပါဦး။ဒီကားလေးကတော့ဟိုလေတို့တွေအများနဲ့ဟိုလိုလောင်နေတဲ့ကားတွေပြီးတော့ဇက်ဆိုင်အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်အဲဒီသားသမီးတွေနဲ့မိဘတွေကြားမှာတော့သမီးသားသမီးတွေနဲ့ပြီးတော့အပြင်မှာတို့တွေတွေ့ရတဲ့ဒီတခြားလူတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့အနေအထားတွေဟိုတော့ဇလန်းဆိုင်ရင်ကတော့မတူဘူးလားဒီတစ်ခေါက်ကြည့်ရမယ့်ဥစ္စာတွေတော့ရတာတမျိုးရမယ်လို့ရတာတမျိုးရမယ်လို့ပြောနေတယ်ပြီးတော့တို့တွေဒီရှိမှာနည်းနည်းလေးဇလန်တွေမှာနည်းနည်းအိုင်နေထပ်နေတဲ့ဇလန်တွေအိမ်တွေလည်းမဟုတ်တာတော့ဆေးရတယ်ပုံမှန်ပြောရင်တော့ဒီဇလန်တွေလေးဒီအချိန်မှာထုတ်ပြပြတာတော့ဒီနဲ့ဟုတ်ဒါအခုတည်းကလည်းဒါပရိသတ်တွေကဒါ feedback တွေကလည်းတော်တော်လေးလည်းဒါကောင်းတဲ့အကြောင်းလေးဒါပြောကြဆို good feedback comment တွေပေါ်မှာပေါ့ဘယ်လိုမျိုးလေးဒါစိတ်ခံစားရလဲသိဖြစ်ရလဲရှင်ဒီနဲ့အဲ့ဒါကဒီကားလေးကပတ်သက်အားဖြင့်ဖြစ်ခေါ်ပါဟုတ်ဒီပွဲစားတော့ဒါဒီနေ့ဆိုရင်ဒါပထမဦးဆုံးကျွန်တော်ဒီကားမှာစပြီးတော့ဆိုပြစ်တယ်မင်းကလည်းတကယ်ကိုပြီးတော့မှသမီးဆိုရင်တော့ဒါနောက်ဆုံးနေတယ်နောက်ဆုံးကြီးကပြောင်းတော့သမီးရဲ့ဒီဇလန်တွေဆိုရင်ဒါကျွန်တော်နဲ့ဂေကိုကျွန်တော်တို့မိသားစုအားလုံးကဒီရက်ထဲကိုကျွန်တော်တို့ဘယ်နှပိုင်းနဲ့မသိဘူးအဲ့လိုထိုင်ကြည့်လို့အဲ့ကတကယ်ကိုအစားကောင်းတဲ့ကားလေးနော်ကျွန်တော်တို့နောက်ပိုင်းမှာဒီဇလန်တွေကအရင်ဟုတ်တယ်ပြီးတော့မှအိုက်ဇလန်တွေရဲ့ဒါပေမဲ့ဟိုဇလန်တွေကအရင်တွေ့ပြတာပေါ့အဲ့ကားလေးမှာဆိုတော့ဒီလေးဒီဇကားမှာလည်းဒီနေ့ကစားပြီးရင်းနှီးရတယ်ဒါသားတွေဒီလေးရဲ့အောင်ကြပါနေလို့လည်းအများဆုံးတော့ဒီနေ့ရဲ့လုတ်ကတော့ကြီးလိုက်တယ်ဒီကနေ့ကိုလည်းချောလာတယ်ဒီနေ့အဖေးပါကျွန်တော်တို့သားဖားတွေဒီထဲမှာအကောင်းဆုံးလေးဆောင်တော့ပါတယ်ဒီမှာလည်းစကားထဲမှာသားဖားတွေအားပေးကြတယ်